ဘာဖြစ်လို့လဲရှီရှာနာနောက်ပြီးတော့နောက်ကနေတရေတိုင်လဲကြားတယ်ကြောက်စရာကြီး ဒါလေကွာအဲ့ဒါအဖေတို့ကရေခဏခဏရှန်နေလို့တာစိတ်ဆွဲပြီးအိမ်မက်မက်နေတာပါ မဟုတ်ဘူးတကယ်ဖြစ်တာ တကယ်မဟုတ်ပါဘူးတာရဲ့တာစိတ်ဆွဲပြီးအိမ်မက်မက်နေတာအိတ်လိုက်တော့နော် မအေးဘူး ဟာမအေးလို့မရဘူးအဲ့ရမှာတာမနဲ့ကြောင်းတော့နော်ဖေတိတ်ပြင်နေတာကဲကြောင်းမှာရံမဖြစ်နဲ့နော်ကြားလားဘုံနေမတည့်တဲ့အရှောက်မစားနော် ဘာစနေလဲကောမလေး ဟောမဟုတ်ခဏလေးဟိုဟေးရေပိတ်ခဲ့လားမပိတ်ခဲ့ဘူးလားဆိုတာအဲ့စဉ်းစားနေတာ ဟာဖျော်လိုက်ဗျာကျွန်တော်နိုင်ကြပြီဆရာမဆိုးရမယ်တော့ပြီ ဟောနေပေါင်းသားရေတေချောင်းလို့တစ်ခေါက်တော့ပြန်ကြည့်အောင်နော်လာ ဟာဖျော်လိုက်ဗျာပိတ်ခဲ့ပါရဲ့ဆိုမပိတ်ခဲ့တော့လည်းဘာဖြစ်လဲဒီရှောင်းမရှိမှာပေါ့ အေးပေါ့ရေချမ်းလို့ဖြစ်မလားရေချမ်းလို့ဖြစ်မလားမင်းကလေရေချမ်းကိုဝက်တွေပေါက်ကုန်မှာပေါ့လာကွာမကြောက်ပါဘူးကွာလာသမားโอ้ပိတ်ထားတယ် ဟုတ်လားပြောတာပဲတားစကားကြောင့်ဘယ်တော့မှနားမထောင် ဩဟုတ်ကဲ့ပါဦးလေးရေနောက်တစ်ခါဆိုနားထောင်ပါမယ်ခင်ဗျာနော် နားထောင်လို့ပြောနေတယ်ကျွန်တော်နိုင်ကြတယ် ဩအေးပါကွာဟဲ့မင်းတို့ငါဆောင်ရဟုတ် ဗျာ အေးဒီចောင်းပိတ်ရလေဖုန်းတွေပဲကြည့်နေလို့မရဘူးလေចောင်းကပြီးတဲ့အိမ်ဆိုင်လောက်အောင်ပါလေ ပြပါလေဖေရလဲတာစိတ်ပန်းပြူကြည့်ရပါ စိတ်ပန်းပြူလို့မင်းတော်တော်ပင်ပန်းနေဟလား ဟာပင်မနာရောဗျ ဟိုအေးပါကွာကဲအဲ့ဒါဆိုလည်းပြီးရောအခုဖေးမလက်စာစားဖို့သွားဝယ်လာအောင်မယ်အပြန်ကြရင်ចောင်းကပြီးတဲ့အိမ်ဆိုင်တွေကိုသားနဲ့ဖေးနဲ့တူလို့ဟုတ်ပြီနော် ဟုတ် ဟေးတားမစောရနော် ဟုတ်ကဲ့ အေး ဖေရလုံးပြန်ပြီယူတင်းကြမပိတ်ထားဘူးတော့ပါလေတိုင်းမှုရှင်းချင်မှာပါ 你答表？ ဟေးရှင်းနေပါလို့မပိတ်ခါလေအဲ့မှာရေးရှာနေပြီ 啊，大嘞，非背开吧嘞。 ဟာဖေရလည်းမပိတ်ခဲ့ပါဘူးမတတ်ချောလေးပြီးတော့ပြောရနော် 啊，马赛嘞，我明天嘞，明多少个那公司比租的了。 ဒီပြခုမြန်မြန်တော့ပိတ်ဒါပဲနော် 哎呀，哎呦， ပြန်လာနာဗျာ 哟，明天烂哦，把你几年不录嘞？ ဘာကြည့်ရမှာလဲလာလာတန်းနေ 哪里？ လူမလိုပဲရှည်တင်ပေးမယ်ဝါတာမိတ်အော်တိုရှည်တင်14ပါရှင်မိမိအိမ်မှာရှိပြီးသားရှည်မော်တာနဲ့ရှေးကန်မှာတွက်ဖက်တက်ဆင်အသုံးပြုရမယ်အော်တိုကွန်ထရိုလာလေးဖြစ်ပါတယ်ရှင်အခုလိုရှေးကန်ထဲမှာဝါတာဆန်ဆာတွေဆင့်သတ်မှတ်တက်ဆင်ထားမှာဖြစ်ပါတယ်ကန်ထဲမှာရေရော့လာပြီဆိုရင်အခုလို 60% 40% စသဖြင့်စမှပြပြီးပြီးသတ်မှတ်ရေ level အောက်ကိုရေရော့သွားပါကရှည်မော်တာကိုအော်တိုမောင်းပေးပြီးရေဖြစ်ပေးသွားမှာပါ ဟုတ်လားဖေဘာယူတိုက်တန်းနေဒီတာဒီချက်မပူရတော့ဘူးတဲ့နောက်ပြီးတော့လေဖေလည်းမိတက်တာနဲ့အတော်ပဲ အေးဘောအဖေကလည်းမိတက်တာဆိုတော့ဒီဆက်တက်လိုက်ရင်ကွက်တိဖြစ်သွားပြီပြန်အဲ့ဆက်ကနာမည်ပါလေဝါတာမုတ် ဟာဖေလည်းဝါသားမပါဘူးဗျဝါသားမိတ်နော်ဒီလိုလည်းမတက်ပဲနဲ့ ဟောကသားရဲ့အဖေကအီးလို့တာမတက်တာပါအီးတော့ပါတတ်ပါလေကွာ ဒီမှာတော့ပြောနေမဘူး အေးပါဟုတ်ပါပြီဘာတော့သူ့စီကပြန်တင်ရမလို့ဖြစ်နေတယ်ဟုတ်ပြီလက်ဖက်ကြရင်ဖေတို့အဲ့ဆက်တက်လိုက်မှာကွာ ဟာဖေလည်းမနဲ့စင်ကြရေခုတက်မှာအဲ့မှာဖုံးနေမှာပါရောခုဆက်လိုက် ဟောမင်းကလည်းကွာလူချင်းလူဆိုဇွတ်ပဲတားပူသွားတဲ့ကောင်ပဲတပီရော
ကဲအားလုံးပဲမင်္ဂလာပါဗျာဝါရမိတ်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့သားဖရဲ့ရေရှည်နဲ့ပြဿနာတော့လုံးဝမရှိတော့ဘူးဗျာ ဟုတ်တယ်သားပါပါနဲ့ဒီချန်နယ်ပြတ်တယ်မှာလုံးဝဖြစ်တော့ပါဘူးည ဝါရမိတ်ကြောင့်ရှင်းပြရမယ်ဆိုရင်ဝါရမိတ်ကရေရော့သွားပြီဆိုရင်ရေကိုအော်တိုပြန်တင်ပေးသလိုရေပြည့်သွားပြီဆိုရင်လည်းရေတနာကိုအော်တိုပြန်ရက်ပေးပါတယ်ဗျပြီးတော့မီးပြက်ပြီးမီးပြန်လာတဲ့အချိန်တွေမှာဆိုရင်လည်းမီးအားငြိမ်ပြီဆိုမှအော်တိုစနစ်ကိုပြန်လဲအလုပ်လုပ်တာဖြစ်ပါတယ်ဗျမီးအားကြတာမီးအားလွန်တာမျိုးနဲ့ရေတင်နေခြင်းရေမတက်တာရေမလိုက်တာမျိုးဆိုရင်လည်းအော်တိုရက်ပေးပါတယ်ဗျအဝီစီတွန်းသွင်းကွန်ပရက်ဆာများအတွက်လည်းအော်တိုလေလျှော့ပေးပါတယ်ရေကန်ထဲမှာရှိတဲ့ရေလေဘယ်ကိုလည်းသိရှိနိုင်တယ်လို့ရေတက်မတက်ကိုလည်းစစ်ဆေးပေးမှာဖြစ်ပါတယ်ဗျရေတင်နေခြင်းကြားတဲ့အခါရေမော်တာအပူမလွန်ကဲအောင်တနားရီတစ်ခါအေးခံရန်နာပေးတာဖြစ်ပါတယ်ဗျကဲလွယ်ကူတက်တာအိမ်တိုင်းမှာ ဝါတာမင်းနဲ့ရှိတယ်မှာ